လုံးပြီးဆုံးသွားတော့ရင်တစ်ခုလုံးခြေသွားလားတို့ချင်းစားပါတယ်အိုတငယ်ချင်းသိမစားမှုရှစ်စပင်တော့တွေ့ကြရမှာပဲဆုံးရှုံးခြင်းကတို့တွေဒီမလွတ်နိုင်မောပါလို့တဲ့မင်းရဲ့လေးပြလေခြေသိမ်းလိုက်ကံကြမ္မာဆိုတာကချိုးတယ်လေခါတယ်လေအခုလေဒီလိုပဲအောင်မလာရှုံးနေလိုက်လက်တဲ့ကကွယ်ငယ်တဲ့မင်းနှလုံးသားအကြောင်းလေးကအမြဲတမ်းအမတ်တရားပေါ်ရှေ့ဆက်ရမယ်မင်းရဲ့ဘဝတစ်တွေဒီသိမ်းလာ